ရွှေပြန်လဲဘဝရဲ့တကွေမှာလမ်းဘေးကနေတွေကိုလည်းဘတော်မှမမေ့ပါအိမ်တိုင်းမှာတူတူနေကချင်းလေးတွေရေးကစမ်းခဲ့အစာအိမ်တွေစားတာဟာတော့လုံးဝမဆမ်းမကြမ်းတဲ့ဘဝကိုတိဆောက်ပြီးတဲ့နောက်မင်းတစ်ယောက်ကလမ်းခွဲငါတို့တွေငန်းခဲ့စိတ်ထဲမှာဖြစ်သမျှအကြောင်းတွေလက်ဖျားရှိမှမင်းအတွက်အများတွေတွေ့ရောက်တဲ့အရက်ကမင်းအခုသာသူခေါ်ပါစင်ပေါ်တဲ့တိုင်းပဲမင်းနာမည်ကိုငါတို့အော်မှာကားစီညာစောကိုလုံးငါပြစုကလေးတဲ့တဲ့မင်းလည်းပဲတစ်ချိန်မှာအသက်ကြီးကလေးနှမျိုးတတာစိတ်ကပြီးပြီးကလေးတိကျတရားငါတငယ်ချင်းမင်းကိုဘာကြောင့်မို့ပြစုကလေးဘာကြောင့်များမင်းကချိန်မတက်ရင်ပြန်ချင်တာလဲဘာကြောင့်များဝင်းဖို့ကံကြမ္မာကဖန်လာတာလဲဘာကြောင့်များငါကအသက်ဆက်လို့ရှင်းတန်တာလဲဘာကြောင့်များဝင်းတွေပုံပြီးပေးလို့မရနိုင်တာလဲဘာကြောင့်များရှောင်ပြီးပေးလို့မရနိုင်တာလဲကိုယ်တွေချက်ွားတွေနဲ့ကာစီပေးလို့မရနိုင်တာလဲတင်မင်းကိုလက်ထိုးလို့မရနိုင်တာဘာကြောင့်များလဲတွေနဲ့တွေလည်းမချေရှာမှုငါတို့ရဲ့မျက်ရည်တွေကိုမင်းကမြင်မသွားဘူးခက်မြက်မြက်လှောက်ဆက်မယ်လို့ငါတို့လုံးဝထင်မထားဘူးတော့ကတည်းကရှင်းပါကပဲသူကမှရှင်းမထားဘူးဘာကြောင့်လဲဘာကြောင့်လဲနေများပါလို့အချိန်မီလဲငါမပြင်းနိုင်လူငယ်မို့မစင်ကျင်နိုင်အမားတွေပဲထပ်ခါကြည့်တော့ဘူးလို့မိအိမ်ကရောက်ချိန်တန်လောက်တော့မှုရရှိပါအိမ်ပေါ်ကတက်ချတာခံရတာပြုတ်ပြီးတော့ရှိပါစင်ပေါ်ကတက်